ဝါသနာနဲ့ပါရမီခွာခြားချက်လူတစ်ယောက်ကမွေးရပါဝါသနာပါတာဒါမှမဟုတ်ပါရမီပါတာမျိုးရှိနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီပါရမီရှင်ကငါကတော်ပြီးသားပဲဆိုတဲ့စိတ်နဲ့အေးအေးဆေးဆေးနေမယ်ဆိုရင်သူ့ရဲ့အရေးချင်းကရက်တန့်နေမှာပါရမီမပါပေမဲ့နေ့စဉ်မပြတ်ကြိုးစားနေတဲ့သူကတော့တပြည့်ပြည့်နဲ့ကျွမ်းကျင်မှုတွေတိုးလာပြီးနောက်ဆုံးမှအဲ့ဒီပါရမီရှင်ကိုကြော်တက်သွားနိုင်ပါတယ် hard work ဆိုတာကနေ့စဉ်မမှန်ကြိုးစားအားထုတ်မှုကိုဆိုလိုတာပါအတန်ကောင်းပြီမဲ့လေ့ကျင့်ခန်းမလုပ်တဲ့အဆိုတော်ထက်အတန်သိမ့်မကောင်းပြီမဲ့နေ့တိုင်းလေ့ကျင့်နေတဲ့သူကရေရှည်မှာပို့ပြီးတော့မှအောင်မြင်လာတတ်ပါတယ် hard work beats talent ဆိုတာကဆွဲရှိမှုကပါရမီထက်ပိုအစွမ်းထက်တယ်လို့ဆိုလိုတာပါဒါကြောင့်သင်ကဘလောက်ပဲတော်နေပါစေဒါမှမဟုတ်တခြားသူတွေညံ့နေပါစေအားမလျှော့ပဲနေ့တိုင်းစရိုက်ကြိုးစားနေဖို့ကအရေးကြီးဆုံးပါပဲမိတ်ဆွေရစာအုပ်စာပေတွေကိုစိတ်ဝင်စားပြီးတော့ကဘာကျော်စာအုပ်တွေကိုအချိန်တိုအတွင်းဖတ်ရှုနားဆင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ Willpower Book application လေးကိုသုံးကြည့်ပါခင်ဗျစာအုပ်တွေကိုအကောင်းဆုံးအတန်အရည်သွေးနဲ့မိနစ်ပိုင်းအတွင်းနားဆင်နိုင်သလိုမြန်မာလိုနဲ့အင်္ဂလိပ်လိုပါ summary ဖတ်ရှုနိုင်နေပြီဖြစ်ပါတယ် Play Store App Store နဲ့ Willpower လို့ရိုက်ရှာပြီး download နိုင်သလို comment မှာ Willpower လို့မှန်းခဲ့ပါ app link လေးကိုချပေးပါမယ်ခင်ဗျဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိရင်အကျိုးပြုရင် like လေးပေးဖို့မမေ့ပါနဲ့ follow မလုပ်ရသေးရင်လည်းလုပ်ထားပေးပါခင်ဗျ